ခန္ဓာကိုယ်ရဲ့မှာဘာပဲစပေါ်ဒုက္ခသစ္စာစပေါ်တယ်လို့သာမှတ်ပါလို့ဆိုတာစောစီသတိပေးပါတယ်ခန္ဓာကိုယ်ရဲ့ဘာပဲပေါ်ဘာသစ္စာပေါ်ဝိပဿနာမရှိဘဲနေလို့ရှိရင်ဖြင့်တစ်ချက်ချတာမှတ်ပါတော့ဒုက္ခသစ္စာပေါ်တယ်ဝိပဿနာနောက်ကရှုလိုက်လို့ရှိရင်ပေါ်တာဝိပဿနာရှုလိုက်လို့ရှိရင်ဖြင့်ဒုက္ခသစ္စာမိတာပဲလို့မှတ်ကြရမယ်ပေါ်လာတဲ့တရားဝိပဿနာရှုလိုက်တော့ဒကာဓမ္မတို့ပေါ်လာတဲ့တရားကဒုက္ခသစ္စာရှုတာကမဂ္ဂသစ္စာသွားဖြစ်ပါတယ်ဘောကြခန္ဓာကိုယ်ရဲ့ဘာပဲပေါ်ဘာသစ္စာပေါ်ပါလိမ့်ပေါ်တိုင်းရှုတဲ့ဉာဏ်လေးကဘာသစ္စာပါလိမ့်ဒါဖြင့်အားလုံးဒကာဓမ္မတို့ပေါ်တဲ့တရားဒုက္ခသစ္စာရှုတဲ့တရားမဂ္ဂသစ္စာဆိုတာဘုန်းကြီးဒကာဓမ္မတွေပြင်းပြင်းနဲ့မှတ်ထားတော့ခန္ဓာကိုယ်ထဲမှာပေါ်တိုင်းမရှုမိလို့ရှိရင်ဒုက္ခသစ္စာတွေဆက်သွားတယ်လို့မှတ်ရမယ်ပေါ်တိုင်းမရှုမိရင်ဒုက္ခသစ္စာတွေဆက်သွားတယ်ဆိုတော့ရှင်း납ပါဗလားဒါဖြင့်ဒကာဓမ္မတို့မနေ့ကတော့ဒီဘဝအစကစပြီးပြခဲ့ပါလေဒီဘဝမှာဝိညာဉ်ကစလို့ဝိညာဉ်ဘာသစ္စာလဲတော့ဝိညာဉ်ပြီးနာယုပေါ်လာပြန်တော့ဘာသစ္စာနာယုပေါ်လာပြီးသကုသောတခန္ဓာတွေကာယမနဆိုတဲ့အာယနာတွေပေါ်လာတော့ဒါပြန်ဥက္ကမောင်တို့ရသစ်တို့ပေါ်ခြင်းသာပေါ်ဥပဒနာသာမရှိနဲ့ဘာသစ္စာတွေတန်းသွားအဲ့ဒါဒုက္ခသစ္စာတွေတန်းသွားတယ်ဆိုတာသိတော့မှပုဂ္ဂိုလ်တ attva ငကိုကမပါပါကလားဘယ်လိုမှတ်ကြမလဲပုဂ္ဂိုလ်တ attva ငကိုကမပါဘူးလို့ဘုန်းကြီးတို့ဓမ္မတွေကမှတ်ထားလိုက်တော့ဩဒါဆရာဘုန်းကြီးပါဟောနေတာဗာလိမ့်မလို့ဆိုတော့အပယ်သွားမဲ့ဒိဋ္ဌိကိုဖြတ်တောက်ပေးနေတာလို့ယနေ့မှတ်စမ်းပါနော်ပေါ်လာတဲ့တရားတွေဘာသစ္စာတွေသာပေါ်လာကြပါဒုက္ခသစ္စာတွေပေါ်လာတယ်ချုပ်သွားတဲ့တရားကလည်းပေါ်ပြီးပြက်သွားတယ်ချုပ်သွားတယ်သူကလည်းဘာတွေများချုပ်သွားပါဒုက္ခသစ္စာပဲချုပ်သွားတော့ဩခန္ဓာကိုယ်ထဲမှာဖြင့်ပေါ်လာတဲ့ဒုက္ခသစ္စာချုပ်တဲ့ဒုက္ခသစ္စာဒါပဲရှိပါလားဘယ်ချိန်ပါပေါ်လာဒုက္ခသစ္စာပြက်တဲ့ဒုက္ခသစ္စာလို့ဘုန်းကြီးတို့ဓမ္မတွေကအသိဉာဏ်လေးနောက်ကလိုက်သွားကြမယ်ဆိုလို့ရှိရင်ဖြင့်တဲ့ဒါမဲ့ဟာအသိဉာဏ်လိုက်တာဟာမဲ့ရတာပဲလို့မှတ်လိုက်စမ်းပါသိဉာဏ်လိုက်တာပါဆိုကြမဲ့ရတာပဲဆိုတာဓမ္မတွေကမှတ်ထားလိုက်တော့မှဩတို့ဘုရားမြတ်စွာသံဃာကြီးကမဉ္ဇဉ်ပညာမရခဲ့တာဘာကြောင့်ပါလိမ့်မလို့မေးတဲ့ပေါ်တဲ့တရားနောက်ကပေါ်တဲ့ဒုက္ခသစ္စာနောက် အသိဉာဏ်ဆိုတဲ့မေဃသစ္စာမလိုက်မှုအပြစ်တင်ခဲ့တာပဲလို့ဥက္ကမောင်ဆိုရင်လွယ်ပါအဲ့ဒါကြောင့်ယခုသာသနာတွင်မှာဗျာရေမျိုးမျိုးဘုံဘုံဟောကြပြောကြနေတဲ့အချိန်မှာမှဘုန်းကြီးတို့ဓမ္မတွေကကိုယ့်ကိုယ်မသနာလို့မေဃသစ္စာမလိုက်တော့ပါဘူးဆိုလို့ရှိရင်ဖြင့်ဒုက္ခခန္ဓာသာသမုဒိယောဟောတိဆိုပြီးဒုက္ခတွေကြီးလာနေဥမှာမလားဘူးလားဒါရင်ဒါဖြင့်လိုက်လိုက်မယ်ဆိုတဲ့အခါကျလို့ရှိရင်လေဒုက္ခခန္ဓာသာနိရောဓဟောတိဒုက္ခတွေချုပ်သွားမှာရှင်းညာမလိုက်ရင်ဘာသစ္စာလိုက်လို့ရှိရင်ဒုက္ခသစ္စာပြတ်သွားလိမ့်မယ်ဆိုတာမသိကြဘူးလားအဲဒါကြောင့်ဘုန်းကြီးဓမ္မတွေကလည်းဆိုလို့ရှိရင်ဖြင့်အမြဲတမ်းလိုက်ပေးပါဆိုတဲ့ဥစ္စာကိုသတိပေးပါနော်။ဘာလို့ပါဠိတော်ကြီးမှာလာထားတာကဘယ်လိုလာထားတော့မှမေးတဲ့အခါကျတော့အသင်္ကတတရားဆိုတာဓမ္မတွေဒီနေ့ကဟောခဲ့လို့သိပါပြီ။အသင်္ကတတရားဆိုတာနိဗ္ဗာန်နော်။အသင်္ကတတရားဆိုတာဘာခေါ်ကြ။နိဗ္ဗာန်လို့မှ။ဒါနဲ့ဘုရားခင်ကိုယ်တော်ကြီးကဘယ်တရားဒီအသင်္ကတတရားတော့ဆိုတော့နိဗ္ဗာန်လို့ခေါ်လိုက်ဘယ်တရားဒီအသင်္ကတဖြစ်တဲ့နိဗ္ဗာန်ရောက်ကြောင်းကုန်လို့ခေါ်လိုက်ပြန်တော့လေတရားဓမ္မတို့ဝိပဿနာလို့ခေါ်လိုက်ရှင်းမလားအသင်္ကတတရားကဘယ်လိုပါလဲရောက်ကြောင်းတရားကဘယ်လိုပါလဲဝိပဿနာပဲဆိုတာမသိကြဘူးလားအဲ့ဒါကြောင့်ခင်ဗျားတို့သစ်တို့နိဗ္ဗာန်ကြီးကိုတရားမရောက်ခဲ့တဲ့ဒီဝိပဿနာကိုဘောမြဲစွာသံဃာကမပါခဲ့တဲ့ဖြစ်ဟာသေချာလွန်းလို့ဒုက္ခပင်လည်းဝေတဲ့ခန္ဓာကြီးဒုက္ခသစ္စာကြီးထမ်းဖို့လဲနေရတယ်ဆိုရင်လွယ်ပါမလားသဘောပါကြ။အောင်းကြီးကဖြင့်မနေ့ကပြခဲ့တာကဝ
ဝိညာဉ်ကသဗ္ဗနာယသရဏဖသဝေဒနာဒုက္ခခန္ဓာသသမုဒိယောဟောတိဆိုပြီးဒုက္ခရှင်ကြီးဖြစ်ပုံကိုမနေ့ကမပြောခဲ့ဘူးလားတကနောက်ထပ်တကနိုင်ဝဲလောက်ရှိပြန်တော့ဝိညာဉ်ချုပ်တာဒီဒုက္ခချုပ်တာနာယုချုပ်တာဒီသလနာချုပ်တာဒီဒုက္ခချုပ်တာဒီပြောတော့နောက်ဆုံးမိမိကုန်းချုပ်လိုက်တော့ဒုက္ခခန္ဓာသနိရောဓဟောတိဒါဒုက္ခချုပ်တာနိဗ္ဗာန်ပဲဆိုတာကိုသဘောကျဒါဖြင့်ပရိစ္ဆေသမုပ္ပါဖြစ်ရင်ဒုက္ခသစ္စာပရိစ္ဆေသမုပ္ပါချုပ်ရင်ပရိစ္ဆေသမုပ္ပါတံဖြစ်နေရင်ပရိစ္ဆေသမုပ္ပါချုပ်ရင်တော့ပရိစ္ဆေသမုပ္ပါဖြစ်ရင်ဒုက္ခသစ္စာဆိုတာလည်းတရားဓမ္မတွေကသိထားပြီပရိစ္ဆေသမုပ္ပါချုပ်လို့ရှိရင်လည်းနိဗ္ဗာန်နိရောဓသစ္စာဆိုတာလည်းသိထားတော့ဒါဖြင့်ဒီပရိစ္ဆေသမုပ္ပါချုပ်မှနိဗ္ဗာန်ရမှာပါလားဆိုတာကသိကြကြပါတော့ပရိစ္ဆေသမုပ္ပါမှာမသိတဲ့ပုဂ္ဂိုလ်ချုပ်ရချုပ်ကြောင်းအကျင့်နောက်ကလိုက်နိုင်ပါဝိပဿနာနောက်ကလိုက်နိုင်ပါမလိုက်နိုင်မှဆိုရင်လည်းဘုရားခင်ကိုရမကြီးကအသင်္ကတတရားဆိုတာနိဗ္ဗာန်กว่าတန်ရုပ်ပါဠိတော်အသင်္ကတတရားရောက်ရရောက်ကြောင်းချင်းဆိုတော့ဗါတဲ့ဝိပဿနာနိဗ္ဗာန်ကအသင်္ကတတရားနိဗ္ဗာန်ရောက်ကြောင်းတရားကဝိပဿနာလို့တန်ရုပ်ပါဠိတော်မှာသာရဏတန်ရုပ်မှာသေချာဟောထားသည်ဖြစ်လေသောကြောင့်ဘုန်းကြီးတို့ဓမ္မတွေဝိပဿနာဖြင့်မလုံးမဖြစ်ဘူးပေါ့ရှင်းကြဝိပဿနာမလုံးမဖြစ်တဲ့တရားတွေကိုတခါတော့သွမ်းပါနော်အိမ်မှာဒီဖြင့်မရှိရေမရှိဆံမရှိလို့ရှိရင်မရှိမဖြစ်တဲ့ပစ္စည်းလို့မဆိုနိုင်ဘူးလားသို့ဒီပဲနိဗ္ဗာန်သွားခြင်းတဲ့ပုဂ္ဂိုလ်ဒုက္ခကသိဉ္ဉံပဲလေးပါးသောသိဉ္ဉံကြလို့ရှိရင်ဖြင့်ဝိပဿနာမလုံးမဖြစ်ဘူးခေလို့မှတ်လိုက်